你对呀，玩大的，喏。你对了，我干嘛？这妈妈干嘛？ဘာလို့ဒီလိုပြောရလဲဆိုတော့အမတ်တမဲ့နှုတ်ဆက်တော့တွေ့တယ်ဒါမဲ့တကယ်တစ်ပတ်ပြန်တွေ့ဖို့ဆိုတာလူပြောတဲ့ယောက်ဆိုတာမလွယ်ဘူးเนาะမနေ့ကတွေ့တယ်အနက်မဲ့ကြမရှိတော့ဟဲ तू ဘာပြောရလဲဟဲဆုံးမတယ်တော့ငယ်လေးရှိသေးတယ်ဟုတ်တယ်ငါနဲ့တနေ့မှတွေ့ခဲ့တာအဲ့ဒါကိုဘယ်သူကစီရင်ပြီးနော်ဖျားဆိုတာစီရင်ပေးနေတာဖြစ်နော်ဟုတ်ပြီကျွန်တော်ဒီနောက်ကတော့မသွားခင်လေးမှာကျွန်တော်အကြောင်းကတော့ကျွန်တော်တရားဟောရင်းနဲ့ပဲလူထည့်သွားတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဖျားအကြောင်းလေးအနေငယ်ဝင်ခါခြင်းနဲ့နောက်ကတော့မသွားခင်လေးမှာဒီနေ့ဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ဘဝမှာမနှက်ပြန်လဲကျွန်တော်မပိုင်ပါဘူးနောက်တစ်ပတ်ခါတေးတာလားရှိမရှိကျန်မျိုးလေးတေးတာလားမတေးကြအောင်ဟောတယ်ကပြောနေတာတေးတာလို့ဆိုတော့ရန်သွားသေးတယ်နော်အောင်လို့အခြေလုံးပဲနော်ဒါကတော့ဒါပတေးတာမဟုတ်နော်အဲ့ဒါကိုစီရင်ပိုင်တဲ့ဖျားရှိနော်ကျွန်တော်တို့ကဖျားလို့ပြောတဲ့ခါမှာဥပမာကျွန်တော်အမေကကျွန်တော်မမွေးခင်တည်းကငါသားလေးကြီးလိုက်ရင်မျိုးလေးလို့ပေးမယ်သူ့ဘာအင်ကြီးပေးဝင်မလဲသူ့နာမည်မျိုးလေးလို့ပေးမယ်သူ့အရက်ကဘယ်လောက်ရှိခိုင်းမယ်တွားလို့ရလားမရကျွန်တော်မွေးမှကျွန်တော်နာမည်ကိုပေးတာမမွေးရင်ကြိုပေးတယ်လို့ဆိုတော့တော်တော်ရှားပါဘိုက်ကတလားပဲရှိတယ်ငါသမီးလေးကိုရာခေလာလို့မဲ့မယ်ဝေးသမီးမှသားမှတော့မသိသေးဘူးဒါမဲ့တကယ်အကောင်လုံးအန်ထရာဆောင်းရဲ့လို့အကောင်လုံးထင်ပြီးဆိုပေးကြတယ်လို့ရှိပါဒါမဲ့တကယ်တော်များများတော့မွေးပြီးမှပေးတယ်ဟုတ်တယ်နော်ကိုမေရစာကိုသားသမီးတွေကိုကလေးမွေးပြီးမှမလုပ်ကြလဲနာမည်တက်ပေးတယ်ဒီလိုပဲဓမ္မဒီပစ္စည်းကိုဖန်ပြီးပြီးမှဒါအပလင်းစာဒီဘစတမ်အင်္ဂလိပ်စကားလို့စတမ် not stem ဒီလိုနာမည်တက်တယ်အခုခင်ဗျားတို့ကင်နေတဲ့ဖုန်းဘာမှစကားလည်းမပြောသေးဘူးဖုန်းတော့မမြင်သေးဘူးဖုန်းဆိုပြီးနာမည်တမ်းပေးပြီးတော့တီထွင်တာမဟုတ်ဘူးဖုန်းဆိုတဲ့အရာကိုတီထွင်ပြီးတော့မှမလုပ်လဲနာမည်တက်ပေးတယ်ဟုတ်တယ်နော်ဒါဆိုကျွန်တော်ခဏလေးဒီချက်စဉ်းစားရအောင်ကျွန်တော်အခုကိုးကွယ်တဲ့ဖယားဆိုတာကဘယ်လိုနာမည်တက်လူတွေကတက်ပေးတာဒါဆိုရင်လူတွေရောဘယ်သူကနာမည်တက်တာလူဆိုတဲ့တက်တာကဘယ်သူကနာမည်တက်ပစ္စည်းရှိနာမည်ရှိရနာမည်ရှိပစ္စည်းရှိရဆရာမျိုးလေးဆိုတဲ့နာမည်ရှိလူခန္ဓာကိုယ်ကြီးခင်ဗျားရှိမှရှိကိုရှိရဆရာမျိုးလေးလက်သွားပြီးဆရာမျိုးလေးပြောလို့ရမရလားမရတော့လူမရှိနာမည်လည်းမရှိတော့အခုဖယားဆိုတာရှိနေတယ်ဒါဆိုအဲ့ဖယားကိုဘယ်သူနာမည်တက်တာဒါဆိုလူသားလို့ခင်ဗျားတို့ဝိနည်းလူဆိုတဲ့တတ်တော်ဟာတလိษံလို့တတ်တော်ဟာဘယ်သူကနာမည်ပေးတာဒါစဉ်းစားဖို့လို့နော်ဒီကစဉ်းစားအားချင်စဉ်းစားရင်စဉ်းစားမှတေးမှလည်းကျွန်တော်ကြောက်မတေးပဲစဉ်းစားသွားကြတော့မစဉ်းစားပဲတည်သွားတာအများကြီးပဲကျွန်တော်စဉ်းစားမယ်လောကမှာနေတာနော်တိမ်မှစဉ်းစားလို့မရဘူးစဉ်းစားကြည့်ဒါဆိုကျွန်တော်တို့ကိုးကွယ်တဲ့အရာတစ်ခုကိုကျွန်တော်ကမိဘတွေဘောရပါလားဖြစ်နော်ကျွန်တော်စဉ်းစားတယ်ကျွန်တော်ကိုးကွယ်တဲ့အရာပေါ့ကျွန်တော်တို့ကိုးကွယ်တဲ့အရာကဒီပစ္စည်းအကြာကြီးခံမလားအခုတော့ဆရာအောင်တော့လဲဖို့မလုပ်နေရပြီလေအလူဝေကောက်နေရပြီကြီးနေနေပြီပြင်မှာနော်လောကမှာမျက်စိနဲ့မြင်ရတဲ့အရာအလုံးကပျောက်သွားလိမ့်မယ်ကျမ်းစာအဲ့လိုပြောတယ်မျက်စိနဲ့မြင်ရတဲ့အရာအလုံးကဘာပြောရမလဲပျောက်သွားမှာခင်ဗျာမပျောက်ဘူးလားအေယာဝတီတိုင်းမှာနာဂစ်ဖြစ်တော့မြို့ကြီးတွေရွာကြီးတွေဘာပြောရလဲပျောက်သွားတယ်ဒါဆိုကျွန်တော်ကိုးကွယ်နေတဲ့ဖယားဆိုတာကရောပျောက်သွားနိုင်တဲ့အရာတွေမှာပါတာအချက်စဉ်းစားရအောင်ရှောင်းမင်းရဲ့လိုပြောတယ်လူတစ်ဆက်လွန်သွားရင်လူတစ်ဆက်ပေါ်လာမယ်အဆက်ဆက်လွန်သွားရင်အဆက်ဆက်ပေါ်လာမယ်မြေကြီးမူကထာဝရအ
စင်မြဲတည်တယ်ထာဝရမတော်အစင်မြဲတည်နေတယ်ဒါဆိုကျွန်တော်တို့တချို့ကိုးကွယ်တဲ့အရာတွေကဒီလိုပစ္စည်းတွေလူတွေဖန်တီးထားတဲ့လူတွေအားလုံးစုပေါင်းလုပ်ထားတဲ့အရာတွေကိုးကွယ်နေတဲ့အရာတွေကခမည်းနေလာတဲ့မြေကြီးလောက်တော့ကြကြမခံဟုတ်လားကျွန်တော်ပြောတာလက်ခံလားခမည်းနေလာတဲ့မြေကြီးတော့ကြကြမခံဘူးကျွန်တော်ဒီမြေကြီးဆိုတာကျွန်တော်အဖိုးဘွားတွေလည်းနေလာတယ်ကျွန်တော်ဟိုအဘိုးတွေလည်းနေလာတယ်ကျွန်တော်ထက်ကအများကြီးနေလာခဲ့အဆက်ဆက်နေလာခဲ့ဒီမြေကြီးကခံနေတော့ပဲရှိနေတော့ပဲဒါဆိုမြေကြီးပေါ်မှာရှိနေတဲ့အရာတွေကမတည်မြဲဘူးလူလည်းမတည်မြဲဘူးတပ်ပင်လည်းမတည်မြဲဘူးတောင်တွေလည်းမတည်မြဲဘူးလူတွေလှုပ်ထားတဲ့ဒီလိုပစ္စည်းတွေလည်းမတည်မြဲဘူးဒါဆိုကျွန်တော်တို့ကိုးကွယ်တဲ့အရာကဘာလဲလူတွေကလှုပ်တယ်ပုံစံထွင်တယ်ဟောဒါဒီပုံလေးတင်တဲ့ဒါစတန်နာမည်ပေးလိုက်တယ်အဲ့ဒါကိုကျွန်တော်တို့ကခံပြီးတော့အားရပါရဒူးထောက်ပြီးကိုးကွယ်လို့ရှိရင်ခဏကိုးကွယ်မှုဒီတရားစဉ်းစားဖို့လိုတယ်နော်ကျွန်တော်တို့ကိုးကွယ်ခြင်းစဉ်းစားမယ်ကျွန်တော်တို့စဉ်းစားတယ်ဗျစဉ်းစားရင်လည်းကျွန်တော်တို့ကပြီးမှဖျားဆိုတာကလူကလုတ်ပေးရတာမဟုတ်လူကိုလုတ်ပေးတာဒါကြောင့်ပဲဖျားဆိုတာဗာလဲလူကလုတ်ပေးရတာမဟုတ်လူကိုလုတ်ပေးတာလူကလုတ်ပေးရတာဆိုတာကတမဲ့ပစ္စည်းတွေဒီပစ္စည်းတွေကိုလူကဆရာမကဒီမှာလာထားပေးရသူကလည်းသူဒီကိုလာနိုင်လားဒီစတန်အဲ့တခါတလေကျရင်ကျွန်တော်တို့ကိုးကွယ်ရမှာဖျားဆိုတဲ့ခါမှာကျွန်တော်တို့ဒီဟာကိုစဉ်းစားဖို့အမှန်တန်ရေးကြည့်တယ်ကျွန်တော်တို့ကိုးကွယ်မှုတွေတကယ်ဖျားရှိလားဆိုတော့လောကမှာဖျားရှိလားเนาะကျွန်တော်ဘွားကဒီဖျားကိုကျွန်တော်ကိုးကွယ်ပြီးနောက်မှာခမရဲ့ခက်ခဲမှုစင်ရဲခြင်းခမအစင်မပြေခြင်းတွေခမရဲ့မျောလင့်ခြင်းမဲ့ခြင်းတွေခမရဲ့တလုံးစင်ရဲလာတဲ့ဘွားကခမကိုကြောင်းပြန်ဖြစ်အောင်အဲ့ဖျားလုပ်ပြီးနိုင်တယ်เนาะအာမင်အာမင်ကြောင်းပြန်ဖြစ်အောင်ခမကိုလုပ်ပြီးနိုင်တာအဲ့ဖျားဘာလို့လဲဒီဖျားကလူကိုဖန်ဆင်းတဲ့ဖျားဖြစ်တယ်လူကနေဖျားဖြစ်တာမဟုတ်ဘူးเนาะလူကိုဖန်ဆင်းတာလူကနေတီးထွင်ထားတဲ့ဖျားလည်းမဟုတ်လူကနေကြိုးစားပြီးတော့ဖြစ်လာတဲ့ဖျားလည်းမဟုတ်လူတွေဒီစကြဝဠာမြေကြီးခုခမန်းနေလာတဲ့မြေကြီးကိုအစကဘာမြေကြီးတစ်ခုလုံးကိုဖန်ဆင်းထားတဲ့ဖျားအဲ့ဒါကြောင့်သူကတေခြင်းရှင်ခြင်းကိုလည်းအုပ်ဆိုးတယ်တေစေနိုင်တာလည်းသူပဲရှင်စေနိုင်တာလည်းဖျားပဲဖျားဆိုတာအဲ့လိုဖြစ်ရအနန္တတကိုးရှိတာဒါကိုပြောတာနေမကောင်းတဲ့လူကိုနေကောင်းလာအောင်ဆုတောင်းပေးတယ်မျက်စိမကောင်းတဲ့လူကိုကောင်းလာအောင်လုပ်ပေးနိုင်တာအကုန်လုပ်နိုင်တယ်လောကနဲ့တည်တဲ့လုပ်နိုင်တယ်နော်အရာအားလုံးလုပ်နိုင်တယ်ဒါပေမဲ့တချို့အရာတွေမလုပ်နိုင်လေဖျားပဲအဆူပဲလုပ်နိုင်တဲ့အရာကဘာလဲဆိုတော့မတည်စေနိုင်ဘူးကြောက်ရှင်လဲရှင်စေနိုင်ဖျားကလည်းရှင်စေနိုင်တယ်တည်စေနိုင်တာဖြစ်တယ်အာမင်နော်အဲ့တော့ကျွန်တော်ဒီအရာလေးတစ်ချက်လေးအနေနဲ့အားပေးနေတယ်မိတ်ဆွေညီစံခေါ်ကြည့်ပါကျွန်တော်တို့ကဘာသာဆွဲတာမဟုတ်ဒီမှာဖျားရှိခိုးတာခရစ်ယာန်တွေကဘာသာဆွဲတယ်လူရမြင်တာကျွန်တော်ကိုယ်တိုင်မြင်တယ်အဲ့ခရစ်ယာန်ဖျားရှိခိုးတဲ့အိမ်ကိုကျွန်တော်ကိုယ်တိုင်ခဲနဲ့ဖြစ်တာကျွန်တော်မြင်ကတ်တာရောတော့ခုနလိုတစ်ချင်းဆိုရင်ဘုံတော့ကျွန်တော်အိမ်ကောင်မဖြစ်တယ်တော့နော်တကယ်ဖြစ်ခဲ့တာအဲ့ဒီကောင်တွေဘာသာဆွဲပါလက်ကားပါမဟုတ်ဘူးကိုယ်တိုင်တကယ်ဒီဖျားကိုရပါပြီတကယ်ကိုးကွယ်တဲ့ခါမှာကျွန်တော်ဘွားကတရောင်းသားတတာပဲနော်မျက်စိမမြင်ဘူးစာတစ်လုံးမှမတက်ဘူးဘာမှအလုံးချမ်းမလုံးနိုင်ဘူးအပွင့်လင်းပြောမယ်ဆိုသူများတို့ပြန်ထားတော့လဲခန္ဓာကိုယ်ကတောင်းတည်းမဟုတ်ဘူးတဘောလုံးပေါင်းချင်လို့မှအစိတ်သားတော့ပဲရှိတယ်နော်ဆိုတော့အဲ့ဘွားကြီးကိုအဲ့ဖျားကိုကိုးကွယ်လိုက်တဲ့ခါမှာအမျိုးတွေကဟဲနေသားလေးကြီးလိုက်တောင်းစားရမှာအဲ့ကောင်လေးကအဲ့ဘွားကိုတောင်းစားရမယ်လို့ထင်ထားတဲ့ကောင်လေးကဒီဖျားယေရှုဖျားကိုနှလုံးသားနဲ့ဆူတောင်းပြီးကိုးကွယ်လိုက်တဲ့ခါမှာလူတကာကိုပြန်ပေးရတဲ့အဆင့်မှာဘုရားပြန်ထားတယ်အာမင်လက်ကုပ်တီးနဲ့ဘုရားကိုချီးမွမ်းတာဒါကြောင့်ကျွန်တော်ဒီကခ
ဘာလို့ဘာသာဆွဲတာမဟုတ်ဘူးခင်ဗျားတို့ကောင်းစားစေချင်တာခင်ဗျားတို့လွတ်မြောက်စေချင်တာမားနေတယ်ဘာမားနေအမြင်မားနေတယ်ကိုယ်ကဘုတစ်ခုမားနေတယ်လူတွေကဖန်နေပြီးလိုက်တယ်ပုံစံလေးတစ်ခုအယုတ်ကလေးတစ်ခုစသည်ဖြစ်ပေါ့ခုံလေးတစ်ခုတက်သားလုံးလေးတစ်ခုအဲ့ဒါကြီးကိုကျွန်တော်တို့သွားဖို့ပွဲတယ်အဲ့ဒါကြီးကသူကလူပြုတ်ကြနိုင်တယ်အိမ်တဲ့အိမ်မီးလောင်တယ်တရက်အိမ်မီးလောင်မပါဘူးလားပြုတ်ဖျားတယ်အဲ့ကမှထားရတဲ့ဖျားတွေမပါဘူးလားခင်ဗျားတော့မနေပြည့်ရအဲ့ဒါယူဖို့နေသလားနော်ဆိုတော့ကျွန်တော်တို့ကဒါတွေကလူတော်မီးတွေကကယ်လွတ်နိုင်တဲ့ဖျားအဲ့ဖျားကိုကိုးကွယ်ပဲတဲ့သူတော်မီးလောင်ပါသွားမယ့်အရာတွေကိုရှောက်ဖို့ကွယ်ဒီဖျားကြီးကမီးလောင်ပါလားပါတော့ဒီကောကမီးလောင်ရင်တသားလေးပဲဒါပေမဲ့ဒီကောကိုကျွန်တော်မီးလောင်ရင်သွတ်ထုတ်နိုင်ကျွန်တော်ထုတ်နိုင်တယ်သူကကျွန်တော်ထုတ်နိုင်ဒီကောကလေမီးလောင်နေပြီလားဆရာတော်ကြီးလာခေါ်တာခေါ်လာခေါ်တာရှိလားမရှိဘူးမရှိတဲ့ဟာကိုသွားဖို့ပွေမိတာကျွန်တော်တို့ကအာမင်ကျွန်တော်တို့ကိုဘဝအချိန်တွေဘဝစုပ်ပြတ်တတ်နေတဲ့ဘဝအဲ့ဘဝတွေကခေါ်ထုတ်ပေးနိုင်တဲ့ဘုရားကိုကျွန်တော်ကိုးကွယ်ဖို့ရည်ကြီးတယ်အဲ့ဘုရားကိုရမှသာလေခမည်းဘဝကြီးကပြောင်းနေမှာခမည်းဘဝအချိန်တွေသူများလက်လို့ထိုးတယ်သူများတော့တက်ခါပါလိုက်ကောကပလတ်စတစ်ကိုတမပလုံးတမထေမသည်ဒါမဲ့ခမည်းအဲ့ဘုရားကိုတကယ်ယုံကြည်ပြီးတော့မယုံစမ်းကြည့်ကျွန်တော်ပြောရင်ဒီကောင်ဘာသာရေးဆွဲတယ်ခမည်းမြင်လိုက်တယ်ဒါမဲ့ခမည်းတကယ်စုတောင်းကြည့်ကျွန်တော်လည်းရင်းနှီးတဲ့နေမှာမိတ်ဆွေတို့ရှိကျွန်တော်စပြောတော့သူလက်မခံဘူးအေးကျွန်တော်ဆရာတော်ကိုဖျောက်မျိုးလေးတဲ့အားလုံးနဲ့ငါစုတောင်းကြည့်တယ်တောင်းနဲ့အခုအလုပ်သမားဘဝနဲ့ကုမ္ပဏီပိုင်ရှင်ဘဝတော့ရောက်ပါတယ်အဲ့ဒီအခုဒီကျွန်တော်အတူဝေပေးတဲ့လူတွေကအာမင်ဆိုတော့ခမများတို့ကိုကျွန်တော်ဘာအကျိုးရှိတယ်သူဒါဟောပြောလိုက်လို့ကျွန်တော်တို့ဘာအကျိုးမှမရှိဘူးဖះเจ้าခေါ်တာဘာအကျိုးရှိလဲခမင်းကုံနဲ့ကျွန်တော်ချက်ပြုတ်ပြီးကျွေးရသေးတယ်ပတ်စံကုံနဲ့ဘာလို့ကုံတတ်ကြလဲခမများဘဝကိုတိုးတက်ပြောင်းကောင်းစားစေချင်တာဒါတော့ပဲအာမင်ကျွန်တော်အကျိုးဘာမှမရှိဘူးပွင့်လေးပြောတာကျွန်တော်အကျိုးဘာမှမရှိဘူးခမများတကယ်လွတ်မြောက်စေချင်ကျွန်တော်တို့လွတ်မြောက်သွားလို့ကျွန်တော်ငြိမ်သက်သွားလို့ခမများကိုငြိမ်သက်စေဒီလိုပြောလို့ခရိယမှန်ချမ်းသာရမယ်ဆိုတာပြောတာမဟုတ်ဘူးခမများနဲ့တန်တော့ဘုရားကပေးဦးမှာကျဆိုအိမ်မှာဆရာတော်တမီးလေးကိုကျွန်တော်ကတိတ်တရားတော့ပေးလို့ရမှာအဲ့ကလေးမရဘူးခမများတော့စားပျက်စီးနေတဲ့လူတယောက်ကိုကျွန်တော်ကဘုရားကောင်းကြီးပေးတော့သူကျေးဇူးတော်လည်းတိတ်ထောင်လို့ပေးလိုက်ခမများကိုတောက်မှာပေါ့မော်ဒီနှစ်ပတ်ကလေးပတ်ဖြစ်သွားမယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီရလေးနဲ့ငယ်ကျွန်တော်အားပေးချင်ပါကျွန်တော်နောက်ကဘက်တော့မသွားသေးပါဘူးเนาะကျွန်တော်နောက်ကဘက်တော့ပြင်ဆင်ထားတာကထားရเนาะဒါလေးကိုကျွန်တော်ပြောချင်တာဘာလို့လဲဆိုတော့ကျွန်တော်တကယ်မိတ်ဆွေအစင်မပြေဘူးခဏဘဝမှာကြုံလာတဲ့တခုခုခက်ခဲကြုံလာတော့အတင်းမပြောဘူးအတင်းကြုံကြည့်ပါလို့ကျွန်တော်ပြောခဏစမ်းကြည့်တကယ်ဟုတ်တယ်ဟာကျွန်တော်မိတ်ဆွေတယောက်ရှိတယ်ဘေးရဲကောင်းတယ်အဲ့ဒီလေးကကျွန်တော်အိမ်ရထဲမှာအရန်ခင်တယ်သူဒုက္ခရောက်တယ်ကျွန်တော်ဒီလိုပဲပြောဒီလေးစုတောင်းကြည့်မကိုးကွယ်နိုင်မလို့အိမ်မှာခေါ်ပြီးဖျားတင်တယ်ကိုးကွယ်ကြမလို့မင်းစိတ်တွေရပဲစုတောင်းကြည့်သူသုံးလေးကစုတောင်းတယ်အကုန်အစင်ပြေလာအစင်မစင်သူဘွားအစင်ပြေလာသူခုနည်းမယုံသေးပါဘူးဒါပေမဲ့ခုနည်းစုတောင်းတယ်ကျွန်တော်ကျန်းစာအောင်တောင်းတယ်ဖတ်တယ်သူဖတ်တယ်ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ခမည်းဘွားမှာအခက်ခဲဒုက္ခတော့ဒီတိုင်းမှာရှိတယ်ပြဿနာရှိတယ်ခမည်းဖြေရှင်းလို့မရတဲ့ပြဿနာရှိတယ်မနိုင်တော့ဘွားဒီပြဿနာတော့ရတယ်ဘုရားခမည်းကိုဖြေရှင်းပေးတယ်အဲ့ဘုရားကိုခမည်းနှလုံးသားနဲ့တကယ်ဆုတောင်းတယ်ဒီနေ့ဆရာမျိုးလေးပြောတဲ့ယေရှုဘုရားတော့တကယ်ဘုရားမှန်လားကျွန်တော်အဲ့လိုဆုတောင်းတာဘုရားမှန်ရင်ကျွန်တော်ရဲ့ဒီဒုက္ခအမျိုးတွေတရောင်းသားဖြစ်မှာဒီကောင်စာမတက်ပင်မတက်အဲ့ဘုရားတွေကကျွန်တော်ဆုတောင်းလာတယ်ခေါ်လာတဲ့ခါကျွန်တော်အိမ်နဲ့ကျွန်တော်အိမ်ထောင်နဲ့ကျွန်တော်လူမြောင်များစွာကိုပြန်ပေးကမ်းပြီးတော့ကူညီရတဲ့ဘုရားမှာဘုရားပြန်ထားပြီအာမင်ဒါကြောင့်မို့ကျွန်တော်ဒီဟာလေးအနေငယ်
ညာတို့အားပေးနေတာဖြစ်တယ်နော်ဟုတ်ပြီကျွန်တော်ဒီနေ့နှုတ်ကပတ်တော်စေချင်နေတယ်ကျမ်းစာဒီမှာထိုးလို့ရမရဘူးကြားကျမ်းစာအားလုံးဖတ်လို့ရအောင်ဟမ်ဟမ်မရဘူးဗျာမရဘူးနော်အေးမရှိဟုတ်ပြီအဲ့ဒါကျွန်တော်ကျန်းစာကိုဘယ်နှယောက်ပါလဲဒီမှာပါလားခဏလက်ထောက်အောင်ကျန်းစာကိုပါတဲ့ဖွဲ့တွေတော့နေတယ်နော်ဟုတ်ပြီဟုတ်ပြီကျွန်တော်တို့တုတ်တန်ကျမ်းအခန်းကြီး30ပိုင်းငယ်24ရက်28ကိုကျွန်တော်တယောက်ကကြက်ကြက်လေးဖတ်ပေးလိုက်ပါနော်အစင်ပြေမယ်လို့တယောက်ကအတန်ကြီးလေးနဲ့ဖတ်ပေးပါတုတ်တန်30 24 28 24ရက်28ကြီးကိုကျွန်တော်စင်ကြည့်ရအောင်30ဟုတ်တယ်โอเค24လေးစောင့်နော်ဟုတ်ရေးကြည့်24ကနေ28ထိရေးကြည့်ပေါ်မှာမြေကြီးပေါ်မှာသိန်းလုပ်တော်လဲအထူးသဖြင့်ပညာရှိသောအရာ၄ပါးဟူကခေါ်အားမရှိသောအမျိုးဖြစ်တော်လဲလေကာလ၌စားစရာကိုပြင်ဆင်တတ်သောပြည့်စိတ်တစ်ပါးမတန်ဆွမ်းသောအမျိုးဖြစ်တော်လဲကြောက်တွင်း၌နေရာချတတ်သောရှားခံယုံတစ်ပါးနေမရှိတော်လဲတက်ဖွဲ့၍အစဉ်တိုင်းသွားတတ်သောတိုင်းတစ်ပါးလက်ဖြစ်ကင်ဆွဲ၍နန်းဘယ်လိုလိုက်ပြတတ်သောအိမ်တော်တစ်ပါးသည်ဟုတ်ပြီကျွန်တော်အကောင်၄ကောင်မှတ်ရအောင်နံပါတ်1ပေရစိတ်နံပါတ်2ပါလဲရေးစိတ်နံပါတ်2ကရှာဖန်ယုံနံပါတ်2ပါလဲရှာဖန်ယုံနံပါတ်3ကကျန်းကောင်နော်နံပါတ်4ကအိမ်မြောင်ကျွန်တော်အိမ်ထဲမှာရှိတယ်ဗာလဲအိမ်မြောင်အဲ့၄ပါးကိုလည်းဘုရားပြန်ပညာရှိတော်အရာ၄ပါးတတ်မှတ်ကျွန်တော်လည်းစဉ်းစားတယ်သုံးစားမရတဲ့အကောင်တွေနော်အကောင်တွေကိုကြည့်လိုက်တဲ့ခါမှာလေဘာမှအားကိုးလို့ဆရာကြောက်လို့ဆရာရှိလားရှိဘူးလေနော်ပြိဿဆိုင်မှာပဲပြိဿစိတ်တရှိမယ်ရှိလားရှိခေါ်မမယ်လာချမ်းလာကလေးအားလုံးပြိဿဆိုင်ကိုဘာသာလုံးမလဲအိမ်မြောင်တော့ဆရာမအိမ်မြောင်မှာလည်းရှိဒါပေမဲ့ကျမ်းစာပြောတယ်ကဒီလေးကောင်ဟာတင်ကြလားရှိအာမင်ဒီနေ့ဒီမှာယုံကြည်သူတွေချုပ်ပါတဲ့အတွက်ကြောင့်ကျွန်တော်ခရိယန်တိုင်းဝမ်ရဒီကိုမော်နမရှိမယ်ကျွန်တော်တို့အတွက်လည်းကျွန်တော်ဒီနှုတ်ကပတ်တော်လေးအနေငယ်လေးဆင်ပြီးကျွန်တော်တို့ဒီနေ့ခဏဒီနှလုံးသွင်းရအောင်ဒီလေးချက်လေးကျွန်တော်ကြွားရတယ်ဒီလေးချက်ကြည့်တယ်အာကျမ်းစာကျွန်တော်ဖတ်တော့ဘာမှသုံးစားမရတဲ့ကောင်ကြီးဒီကျမ်းစာတွေကဘာလို့ထည့်ရေးတာလဲနော်အကောင်ကလည်းကြီးကြီးမားမားလည်းမဟုတ်ဘူးကြောက်စရာအကောင်မျိုးလည်းမဟုတ်ဘူးကိုယ်အားလည်းပေးနိုင်တဲ့အကောင်လည်းမဟုတ်ပါဘူးဒါပေမဲ့ဒီ၄ပါးမှာအင်မတန်ကျွန်တော်ဘုရားမှာတင်ယူရမယ့်အရာတွေဖြစ်နော်ဟုတ်ပဲမြေကြီးပေါ်မှာသေးနှုတ်တော်လဲຫນွေကာလမှာအစာကိုရှာပြီးတော့စုဆောင်တဲ့ပြင်ဆင်တဲ့အဲ့ဒါကဘာလဲပြည့်စိတ်ပဲဒီနေ့ကျွန်တော်အသက်တာမှာပြည့်စိတ်ကအကောင်သေးနေပါတော့ပါတော်များလဲမိတ်ဆွေတင်းကြီးခရိယန်ဖြစ်လာတဲ့အခါမှာလူတွေရဲ့အမြင်မှာတင်းကိုအမြင်သေးပါလေဘာမှမပတ်စံမရှိပါဘူးလက်ကားပါဒီကောင်ဟိုလိုဒီလိုနဲ့ပေးလို့ကားလို့ခရိယန်လာလုပ်နေတာလူတွေကအထင်သေးပါလိမ့်မယ်ခင်ဗျားအမြင်သေးပါလိမ့်မယ်တော့ပါတော်များလဲခင်ဗျားဒီနှုတ်ကပတ်တော်တီးဥတော်အစာကိုရှာထားဖို့လည်းကြည့်အာမင်ဆိုတော့ຫນွေကာလမှာဒီပြည့်စိတ်ကိုကျွန်တော် research လုပ်ကြည့်တဲ့အခါပြည့်စိတ်ကညမအိပ်ဘူးပြီးတော့တက်တန်းကတစ်နှစ်ပဲခံတယ်ပြည့်စိတ်ရဲ့တက်တန်းဘယ်လောက်လဲတစ်နှစ်နော်တချို့ပြည့်စိတ်တစ်နှစ်တော့မခံဘူးခါလေးလက်ပေါ်တင်တော့ခြေလိုက်တော့မဆိုးအိုက်လေဟောခုပြောတာနော်ဒီတော့တော့စသည်ဒီပေါ့တစ်နှစ်အများဆုံးခံတစ်နှစ်အဲ့တစ်နှစ်မှာသူဒီအဲ့တနေ့ကမှအဲ့စာအားလုံးလေ तू ကုန်ညီမကုန်ပါ तू စားလို့ကုန်ညီမကုန်ပါပြည့်စိတ်တကယ်စားရင်တို့သမင်းတစ်လုံးစားပဲတစ်လုံးစားကို तू တော်စားရမယ်ကျွန်တော်တို့တစ်လုံးနော်ကျွန်တော်တို့တစ်လုံးဆိုကျွန်တော်စိတ်တွေ6လလောက်ကောင်းစားရသမင်းတစ်စီတော့ဘာဖြစ်လဲအကြာကြီးစားတယ်ဒါပေမဲ့ तू ကနင်းနေ
စာကိုရှာဒီနေ့ကျွန်တော်ခရစ်ယာန်တက်တာမိမိဘာမှနားမလည်နေပါစေနှုတ်ကပတ်တော်ဖတ်ရခြင်းကျမ်းစာတရားဟောချက်တွေနားထောင်နှုတ်ကပတ်တော်တွေဖတ်ရတင်ဘဝမှာလူတွေကအထင်သေးပါလိမ့်မယ်အမြင်သေးပါလိမ့်မယ်မိတ်ဆွေအဲ့ဘဝကတင်းကိုကြည့်ပြီးတင်ယူရတဲ့ဘဝကိုပြန်ရောက်စီနေတာဘုရားရှင်ဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်ဘဝမှာပြည်ရဲ့စိတ်ကအကောင်သေးတယ်တင်ယူစရာမရှိဘူးတခါတလေကျကျွန်တော်ဘဝမှာကြည့်လိုက်ကျွန်တော်တို့အချိန်လေးကျွန်တော်တို့ဝင်ငွေကျွန်တော်တို့မှာရှိတဲ့အတိုင်းတာကတင်းငယ်ပါတယ်ကျမ်းစာထဲမှာဒါဝိတ်ကတေးသေးလေးဒါပေမဲ့ဒါဝိတ်ကြုံရတဲ့ပြဿနာကြီးလားအကြီးပဲခေါ်လေးကလူပေါင်းကြီးက9ပေလောက်ရှိတယ်9000နဲ့9ပေလောက်မက9000ဆိုတာနော်ဘိုးတော်ကယောက်ျားတွေ9000အတောင်9000ရှိတယ်လူပေါင်းကြီးအကြီးပဲဒါပေမဲ့လှန်တိုင်းရလေရက်ကန်းလေးလောက်ရှိတယ်တဲ့အရှိကြီးပဲဒါဝိတ်ကလူပေါင်းတေးသေးလေးလောက်လွဲလေးခွာလေးကင်ထားတယ်ကြောက်ခဲလေး9လုံးနဲ့ဒီလောက်ရှိတဲ့အကောင်ကြီးကိုနိုင်စရာအကြောင်းရှိလားမရှိဘူးပြဿနာကိုကြည့်ကျွန်တော်တို့မနိုင်ပြဿနာအရန်ကြီးတယ်ကျွန်တော်တို့အချိန်တွေကိုကြည့်ကျွန်တော်တို့အရန်သေးတယ်တို့ပါတော့လည်းကျွန်တော်တို့အနောက်မှာရှိတဲ့ဘုရားကအားလုံးတာဝန်ယူပေးတယ်အာမင်ကြီးတယ်ပြရစိတ်ကသူ့အကောင်သေးတယ်ဒါပေမဲ့သူရှာတဲ့စာကအမတန်ကြီးကျယ်ခံရတယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဘဝမှာမိတ်ဆွေအချိန်တွေကိုကြည့်မှဆိုခင်ဗျာသေးတယ်ခွန်အားငယ်စရာအများကြီးရှိပါတယ်နော်အားငယ်စရာဟာအိမ်ကနေချလိုက်ခရစ်ယာန်ဖြစ်တဲ့ကမှာနော်ဆံမျိုးလေးတင်းတော်ဘောင်းမှာတမင်းလိုက်စားမှုပါနော်တိုက်ဆိုင်ခွေးလို့နော်ဘူးမှမကြည့်ပါဘူးအိမ်တိုင်းမှာယုံကြည်လူခရစ်ယာန်အိမ်တွေမှာသွားနေပြီးတမင်းစားတခါလေဖျားတော့သွားလို့ငတ်တဲ့နေ့တွေရှိပါဘာအကျိုးရှိလဲငါဖျားတော့သွားနေတာငါပြပြောက်ကိုဘာအကျိုးရှိလဲတခါတလေကျမုတ်ဖက်နေငါပြီးနေပြီးတော့တမင်းစားရတဲ့အချိန်တွေတမင်းမရှိလို့ကျွန်တော်တို့အချိန်တွေကသေးပါဒါမဲ့ကျွန်တော်ခိုးကွယ်တဲ့ဘုရားကတဖြည်းဖြည်းကျွန်တော်ဘဝကိုကြီးမြင့်တဲ့ထီကိုဘုရားရှင်ပို့ဆောင်နေရတယ်အာမင်ပြည့်စိတ်ကအကောင်သေးတယ်ဒါမဲ့သူဒီအစာကိုငွေကာလမှာနေမအိမ်ညမအိမ်ပဲအစာကိုရှာပြီးတော့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ပြီးတော့ကျွန်တော်တို့အစာကိုကျွန်တော်တို့ရှာပြီးတော့ကျွန်တော်စင်ကျင်အောင်ပြီးလို့ရှိရင်တင်ရသေးပါတယ်တင်ကြုံရမယ့်ပြဿနာတော့ကြီးကောင်းကြီးပါလေတင်ရင်ဆိုင်ရမယ့်အမှုကတော့ကြီးပါတယ်လောကမှာအသက်တရားမနေရအမှုတရားကြုံရပါတယ်တော့ပါတော်များလေတင်းနောက်ကဘုရားကအင်မတန်တာရကြီးတယ်ဒါဝိဒ်ကသေးတယ်ဂိုးလက်ကအကြီးပဲဣသရေလလူမျိုးတွေကလူရင်းနေတယ်နောက်မှလိုက်ရန်သူတွေအကြီးပဲဒါနဲ့ဘုရားကသူတို့ပို့ဆောင်ပေးခဲ့အာမင်ဒါကြောင့်မို့ကျွန်တော်တို့ကမပြည့်စိတ်ကဲတော့နှုတ်ကပတ်တော်ကိုစင်ကြင်ဖို့ကျွန်တော်နံပါတ်1ချက်အနေနဲ့အားပေးခြင်းနဲ့နံပါတ်2ကဘာကောင်းလဲရှာဖိုင်ရုံနော်မေဝါရီလာလို့နော်တော့ဟင်းအနံ့ကြီးရအောင်နော်တန်းတော့အာယုံမဲတော့လာလို့ထင်တာရှာဖိုင်ရုံတော့တကယ်တော့ဒီမှာတော့မရှိဘူးသူတို့ဒီဂျွန်းပြည်နိုင်ငံမှာတော့ရှိဒီရုံတော့တိတိလေးတော့ပြီးတော့အမတန်နုနယ်ရှာဖိုင်ရုံကအော်လိုက်ရတယ်တော့တေသွားပြီနော်တို့တက်ချင်လွယ်လွယ်လေးဘာမှပစ္စည်းသုံးကြမလို့ကြောက်ခဲတွေမှာသုံးကြမလို့အားရပါအတက်ကိုဟဲလို့အော်လိုက်တော့တေသွားမယ်ကောင်းဘူးဒါမှရှာဖိုင်ရုံဘာလုပ်လဲဆိုတော့သူအကောင်နုနေတော့သူများလို့တွင်းနေတူးနိုင်မတူးနိုင်ဘူးအဲ့ဒီကောင်းကောင်းမဆောက်နိုင်ဘူးဒါမှသူ့မမသွားနေလေတော့ကြောက်ကူတွေကြားထဲမှာကြောက်တွင်းနေကြားထဲမှာနေတယ်အာမင်ဆိုသူနုနေတယ်သူရန်တင်နေတယ်သူရန်တင်းလို့တယ်ဒါမဲ့သူဒီဗမာနေလဲဆိုတော့ကြောက်တီးဥတော့တွင်းထဲမှာနေတကယ်လို့ကျွန်တော်တို့ကွာပါကျွန်တော်တို့ကလူပါရိုင်ရင်းနိုင်ကျွန်တော်တို့တာအနေရပေးဖို့အကောင်လေးကအများကြီးဝိုင်းနေပါเนาะစုံစမ်းခြင်းတွေမာနကအမျိုးမျိုးလုပ်ပါလိမ့်မိတ်ဆွေဒီကြောက်တီးတော့ခရစ်တော်ပေါ်မှာရှက်တီထားဖို့တိုင်ကြီးအာမင်အာမင်ယေရှုခရစ်ကငါဒီကြောက်တယ်ဤကြောက်ပေါ်မှာငါအသင်းတော်ကိုငါဒီထောက်အာမင်ဒါတော့ကြောက်ဆိုတာကဖခင်ရဲ့ကွယ်ကာယဌာနကံသာရသူပြောမယ်ဖခင်ကွယ်ကာယဌာနလို့ပြောတယ်အမြင့်ဆုံးသောဖခင်ကွယ်ကာယဌာနတော်၌နေတော်သူသည်အနန္တတကုရှင်ရဲ့ရိတ်ကိုဒီနေ့ရှာဖိုင်လုံးကစိတ်တော့ရန်သူပဲလားသူ့ထဲဝင်လို့မရဘူးအဲ့ရန်သူကရှင်သေးကကြိုက်ဖို့လာလဲဝင်လို့မရဘူးကြားကြိုက်
ဝင်လာလဲဝင်လို့မရဝိုင်းဘာကြောင့်လဲကြောက်ကကာလာချင်းတဲ့ကြားလေးစင်နေတဲ့အာတန်နဲ့ကြောက်ကြီးရဲ့ကာလာတော့ဒီကြောက်ကြီးရှိတဲ့ကြောင့်ရှာဖိုင်အောင်တက်ပြေးဝင်လိုက်တယ်ရှာဖိုင်ကိုဘယ်တော့မှတားလိုက်ဖို့ခက်ဘာကြောင့်လဲကြောက်ကြားထဲမှာ तू ကကျင်လေစက်စားပြီးနေရာကျအဲ့ဒါကိုထာဝရဘုရားအမြင်လုံးဌာနတော်၌နေရာကျပွေမတိုင်ကြီးအာမင်အာမင်နေရာကျလာတဲ့ခိုးလုံတာနဲ့မတူခိုးလုံတာတော့မိုးရခဏခိုးတယ်မှတ်တိုင်လေးမှာနော်ငငယ်တော့ကထီးမပါလို့ရှိရင်မိုးရကမှတ်တိုင်ပြေးတယ်စိုက်မဖွင့်တဲ့ဆိုင်ကြီးပြေးတယ်ဒါခဏခိုးလုံနေရာကျတယ်ဆိုတော့မဟုတ်အသားကြောက်အမှပဲနေတတ်တော့အာမင်ဒီနေ့ယုံကြည်သူတွေကျွန်တော်အားပေးခြင်းနဲ့ဒီကာလမှာခဏအန်ဒီရဲ့နိုင်ရှိပါခဏကိုစောက်ဖမ်းခြင်းတွေရှိတယ်ခဏကိုဒုက္ခရောက်နေခြင်းနဲ့စာရရှိတယ်စာရအမျိုးမျိုးခဏကိုတိုက်ခတ်ပါလိမ့်မယ်စုံစမ်းခြင်းနဲ့နိုင်ကြုံရပါလိမ့်မယ်ခုနအမဆိုတဲ့ချင်းလို့နော်ကြုံရတဲ့အခါမှာဘလို့ပဲကြုံကျွန်တော်တို့ဒီငါဒီဖရားနဲ့အတူရက်တည်တေထီတိုင်အောင်ဒီဖရားကိုသွားမယ်ဆိုပြီးတော့ဆုံးဖြတ်ချပြီးဒီမတိုင်ကြီးကြီးအာမင်အာမင်တတိယကောင်းပါလေကျမ်းကောင်းနော်မင်းမရှိတော့လေအုပ်စုဖွဲ့ရေးနေတော်လာတတ်တော့ကျမ်းကောင်းတာနော်ကျမ်းကောင်းမှာခေါင်းဆောင်မရှိနော်အုပ်စုဖွဲ့ပြီးတော့တော်လာကျွန်တော်တို့ဘဝမှာခရိယန်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကကျမ်းကောင်းလို့ပဲကိုခရိယန်ချင်းချင်းလေးအုပ်စုဖွဲ့တလုံးနှစ်ဦးသုံးဦးသဘောတူညီတဲ့အလယ်မှာငါရှိအာမင်အာမင်ဘုရားစကားပြောတယ်ဒါကြောင့်မို့တင်တို့ကဘာစပယ်အာဖရိကသူတောင်းတာလည်းမတော်တင်းတော့လည်းမတော်ဘယ်မှမတော်ကျတော့တက်ချင်စိတ်ကိုမရှိဘူးဒါဆိုတင်ကျိုင်းကောင်နဲ့မတူသေးဘူးကျိုင်းကောင်ကဥဆောင်တဲ့သူလည်းမရှိဘူးကျွန်တော်ဒီအတင်းတော်ကဆရာအောင်တော့နာမည်ပဲခံတာသူတကယ်ဥဆောင်တယ်မဟုတ်နော်ဥဆောင်တဲ့သူလည်းမရှိဒါပေမဲ့အားလုံးပုစုဖွဲ့ပြီးတော့ဖျားကိုလည်းချီးမွမ်းမယ်ဖျားကိုနိုင်မွေးလျော်ခဲ့သူကျွန်တော်အစင်တိုင်းအပတ်စင်တိုင်းဒီလိုမျိုးလေးတွာလာတတ်ဖို့ကျွန်တော်အားပေးရှင်တာအာမင်ဒါအင်မတန်ရေးကြည့်တယ်ကျိုင်းကောင်ကသူ့မှာအုပ်စုမရှိဘူးဒါပေမဲ့တွားပြီဆိုတော့ပြုတ်တိုက်နေအောင်တကောစားလိုက်တာတတိယအကုန်စုလုံးသွားတယ်ကျွန်တော်တို့ကခရိယန်က2ယောက်ရှိရင်3ယောက်ကွဲသွားအောင်ဒုက္ခတာလို့ကြည့်နော်ခရိယန်2ယောက်3ယောက်ကွဲနော်ဒါကြောင့်ကျွန်တော်တို့အဲ့လိုမဟုတ်ဘဲနဲ့ချစ်ချင်းမြတ်တာနဲ့ချစ်ချင်းလေးနဲ့ကြောင်းတဲ့ချစ်မယ်ဟောသူမလာရင်လည်းခေါ်မယ်အာငါမသွားဖြစ်လေရောက်သွားမယ်ဟလားတခြားမိတ်ဆွေတွေလည်းထပ်ခေါ်မယ်ကိုယုံကြည်သူချင်းချင်းလည်းပါဝင်မယ်ခေါ်မယ်ဒီအတင်းတော်လေးမှာသူပါဝင်မယ်ရှိသလားအလူငွေလေးကိုထည့်မယ်အကျွေလေးတွေနော်နော်ထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့ပါဝင်ပြီးတော့စက်ကတ်လာတဲ့အခါမှာဘုရားအဲ့ပုံမှာတစ်စီပြီးတစ်စင်သူတို့ဘဝလေးသူတို့အခြေအနေကိုကောင်းကြီးပေးတာပြောတယ်အာမင်အာမင်ဘာအတင်းတော်မှာမတော်ဘူးဘာကိုနေခြင်းတို့နေတဲ့ခရိယန်တတ်တာကဘုရားကောင်းကြီးလည်းမရှိပါဘူးအမှန်တမ်းပြောပြနော်နောက်ဆုံးပါလေဒီဝိုင်းကအိမ်မြောင်နော်အိမ်မြောင်ရဲ့ဘဝမှာဒီမှာရေးကြည့်တယ်အိမ်မြောင်ကတင်ယူစရာအများကြီးရှိတယ်အိမ်မြောင်နော်ကျွန်တော်တို့အရာဝိတိုင်းမှာသွားတော့အိုးရန် gospel ထပ်ပြီးတော့အိမ်သားကအမိုးမပါအိမ်သားကတိုက်ခေါင်းရအဲ့လိုမျက်နှာကြီးပေါ့နော်တချို့ဘဝတာလို့ညောင်တီးလို့စားမိတဲ့သူကတော့ဒုက္ခပဲနော်ဘိုင်းရစ်တဲ့သူကတော့မျက်နှာထိတာနော်ညီရဲပြီးတော့ချွေးရထားနော်ငါမချုပ်ဘိုင်းကရစ်တဲ့သူပရိုတိတာမယ်နော်ကျွန်တော်သတိထားမိကျွန်တော်မှသွားတော့အိမ်အောင်ကျွန်တော်တွေ့အဲ့နေရာမှာနော်အိမ်အောင်ကဘလို့နေရာမစိုးနေရွာအိမ်သားလေးတွေမှာလည်းအိမ်အောင်ရှိတယ်ဗျနော်ဒါဆိုအိမ်အောင်မှာကျွန်တော်တည်ယူစရာပါရှိလေအများကြီးတည်ယူစရာရှိနော်အိမ်အောင်မှာကျွန်တော်တို့ရွာကအိမ်သားအစုံမှလည်းရှိတယ်ကျွန်တော်ဒီဟိုမှာစုလီဂျန်ရှင်စီတီအပေါ်ဟိုတယ်ကြီးရှိအဲ့မှာလည်းအိမ်ကြောင်မှာဖြစ်လေရှိတယ်ဗျကျွန်တော်တော့အဲ့ဟိုတယ်ကျွန်တော်မိတ်ဆွေတရားကျွန်တော်ချိန်တော့ကျွန်တော်ရောက်တော့
ကျွန်တော်ကြည့်အိမ်တော်တကောင်ကျွန်တော်တော့တွေ့ပြန်ဟိုးအရာတွေတိုင်းအိမ်သားလေးမှလည်းအိမ်အောင်ရှိတယ်အာမင်ကျွန်တော်တို့ဖခင်ကပေးထားတဲ့နေရာပေးထားတဲ့အချိန်ကြီးဘလို့နေရာမျိုးမှာပဲဖြစ်အိမ်အောင်ဒီဟိုးနန်းတော်ကြီးမှလည်းဒီလက်နဲ့ပဲကင်ဆွဲထားသလိုဟိုးအရာတွေတိုင်းအိမ်သားလေးမှလည်းလက်နဲ့ပဲကင်ဆွဲထားအာမင်အဲ့တော့ကျွန်တော်ဘုရားမှာဘလို့အချိန်ကြီးမျိုးပဲရောက်ဘယ်အသိတော်ပြောအသိတော်လူနေနေလေးငါတို့မိသားစုကငါတို့နေရတာကတဲလေးမှနေရဘလို့အချိန်ကြီးမျိုးမှာပဲရောက်လက်နဲ့ပဲခရစ်တော်မြဲမြဲကင်ဆွဲထားဖို့ကျွန်တော်အားပေးတယ်အာမင်အဲ့တော့ဘယ်တော့မှမလွတ်ဘူးလွတ်လိုက်သူပြုတ်ကြမှာသူကတော့နေရတာရေးမကြည့်ဘူးအဓိကကင်ဆွဲထားဖို့အရေးကြီးတယ်အာမင်ကျွန်တော်တို့ခရစ်ယာန်တွေပါလေသူတို့ကြတော့အိမ်ကောင်းကြီးငါဘဝကိုကြည့်ပါတော်ပြီဖျက်တော့မတက်တော့ငါဘဝဒီဘဝတော်ပြီဖျက်တော့မတက်ကျန်းစာလည်းဖတ်တော့ချင်းလည်းမဆိုတော့အလူငွေလည်းမထဲတော့မသိအရင်အများကြီးထဲတယ်လို့နေတယ်အညာလည်းတော့ထဲတာမဟုတ်ဘူးနော်ဆိုတော့အလူငွေလည်းမထဲတော့ဖျားကိုစိတ်ကောက်ချင်မိတ်ဆွေတင်းကိုပေးထားတဲ့အချိန်ကြီးတင်းကိုပေးထားတဲ့ငွေတင်းကိုပေးထားတဲ့အိမ်ထောင်ရေးတင်းကိုပေးထားတဲ့အမှုတော်မြတ်တင်းကိုပေးထားတဲ့တာသနာကိုအချိန်ကြီးအမျိုးမျိုးကိုတင်းငြင်းငြင်းခရစ်တော်ကိုဆွဲကာတွားလို့ရှိရင်တင်းဘဝရဲ့နန်းတော်လေးကြောင်းအာမင်ဟိုးနန်းတော်ရဲ့အိမ်မြောင်လို့အိမ်သားလေးဘဝလေးရောက်သွားနိုင်အဓိကမိတဲ့နေရာမှာရှိတဲ့နေရာမှာကင်ဆွဲတတ်ဖို့အားပေးချင်တယ်အာမင်ခရစ်တော်မြဲမြဲကင်ဆွဲထားဖို့ကျွန်တော်ဘဝမှာဒီလိုနိုင်နေတယ်နော်အိမ်တော်ကဟာအိမ်တော်ငါအိမ်သားထဲမှာပဲနေရတာငါဘဝကြီးရဘယ်လိုချလိုက်အိမ်တော်ကအိမ်သားထဲမှာလည်းပြောနော်အိမ်တော်ကကိုတက်တေသွားတယ်အိမ်သားထဲမှာနေရလို့ချဘူးလားကျွန်တော်တို့ကကိုစင်းရဲလို့တက်တေတဲ့သူရှိတယ်ချို့လည်းရမ်းချမ်းသာလို့တက်တေသွားတယ်ဆိုချို့လည်းကိုဘဝကိုအဘဝကြီးစင်းရဲလူများနေခံငါကဘာမှဖြစ်လာမယ့်ကောင်မဟုတ်ဘူးတက်တေခြင်းတဲ့သူရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်တေခြင်းပါမှန်တယ်ပြောတေတာကောင်းတယ်ဘာလို့လဲဆိုတော့မိဘကအရှုပ်လူပေါ်ဖြစ်တယ်နော်ကျွန်တော်မရအိမ်တကာမှာဝှက်လိုက်လျှော်ရသူပြန်လာမှသမင်းချက်ပြီးစားမနေ့ဆိုအစောကြီးကျွန်တော်မရသွားပြီသူများလည်းအေးတဲ့အချိန်မှာအခုလိုယာလူမျိုးဆိုကျွန်တော်စိတ်မကောင်းတတိယအခုတော့အဲ့လိုမလုပ်ပါဘူးเนาะအခုပြောတာမဟုတ်ဘူးအရင်တော့နော်အဲ့ချိန်မှာမနေ့ဆိုအေးဒီချိန်မှာသူများအိမ်မှာသမင်းရေဆိုဝင်နေရှော်နေ့လည်း7နိုင်လောက်မှပြန်လာဘလနဲ့ရေဆိုနေအဲ့ဒါကိုလဲပြီးတော့သမင်းတွေချက်သားသမီးတွေစားဖို့ကျွန်တော်ကြည့်တော့အဲ့ချိန်မှာကျွန်တော်ဖះကိုမသိသေးပါဘူးယေရှုကိုကျွန်တော်လက်မခံဘူးငါတင်တာကောင်းပါလေမဟုတ်ငါမေအတွက်ငါလူကိုရှိနေတာလူကိုငါမရှိတော့တယောက်သက်တာပေါ့ကျွန်တော်အဲ့လိုတွက်ခဲ့တယ်လို့ဒါပေမဲ့မိတ်ဆွေအဲ့ယေရှုကိုကျွန်တော်ကိုးကွယ်တဲ့အခါကျွန်တော်အမေကအဲ့လိုပြင်မလုပ်တော့ကျွန်တော်မကြည့်ရတဲ့အခါကိုရောငါမှအားကိုးချက်ရှိတယ်ငါဖះယေရှုဖះရှိတယ်အဲ့ဖះကိုကျွန်တော်ဆုတောင်းတဲ့အခါကျွန်တော်လည်းမဟုတ်ဘူးကျွန်တော်မိဘကျွန်တော်မိသားစုပါလွတ်မြောက်ခြင်းတာအာမင်အဲ့စင်ရဲ့ခြင်းနဲ့လွတ်မြောက်ခြင်းတာကျွန်တော်အခါတိုင်းသမင်းတစ်လုံးစားနဲ့နေကြစားခြင်းစိတ်တော့မရှိဘူးအဲ့သမင်းကိုကျွန်တော်သမင်းမစားခြင်းဘူးဘာလို့ကျွန်တော်မိပင်မမကြီးချက်ကွက်တကအရက်တကလဲပြီးသူများအောက်ခံပေါင်းပြီးနောက်တချို့မျိုးသမီးတွေဒီမစင်းရင်ဖြစ်လာတဲ့ဟာတွေမှာရှော့ပြီးတော့မှစားရမယ်သမင်းတစ်လုံးမစားရဘူးပြယောက်ျားတယောက်နေနဲ့ဒါပေမဲ့အချိန်မှာငါဘာလုပ်နိုင်လဲငါလည်းဘာမှမလုပ်နိုင်ဘူးကံမျက်စိရမကောင်းစားမတတ်အထင်ကြီးစရာကိုယ်ကလည်းမရှိဘူးငါသိတာကောင်းတယ်ဆိုပြီးကြွေးတဲ့အချိန်မှာအဲ့ယေရှုဖခင်ကကိုကျွန်တော်ခေါ်တယ်အဲ့ယေရှုဖခင်ကိုဆုတောင်းတယ်ယေရှုဖခင်ငါမှအာကိုးစရာရှိသွားပြီငါမှယေရှုဖခင်ရှိသွားပြီငါမိဘချင်းတွေကိုလည်းကူညီနိုင်တယ်ငါဘဝကိုလည်းကယ်တင်နိုင်တယ်ယေရှုဖခင်ကိုကျွန်တော်ခေါ်ပြီးတကယ်စင်လုံးငါအကျွမ်းမဲ့ဆုတောင်းတဲ့အခါဒီနေ့ကျွန်တော်မိသားစုမှာမကကျွန်တော်မှာလွတ်မြောက်ခြင်းကျွန်တော်နဲ့ပတ်သက်တဲ့သူတွေအားလုံးကကောင်းကြီးမင်္ဂလာခံစားရတယ်။အာမင်။အဲ့တော့မိတ်ဆွေတင်ဆင်းရဲပါလိမ့်မယ်။တင်ဘဝမှာခက်ခဲပါလိမ့်မယ်။လောကမှာပယ်ထားပါစေ။တင်အဲ့ယေရှုဖျောက်အင်ညောင်ကဲ့သို့ဘယ်လိုနေရာမျိုးပါဖြစ်အင်ညောင်ကကျွန်တော်ခုနပြောအိမ်သာအဆုတ်ထင်းအိမ်နောင်လေးပါလေအင်ညောင်ကနေတယ်။ကြော်တယ်တိအော်တယ်။ဟိုးနန်းတော်ကြီးပါလေဒီတိုင်းပဲပြင်တော်အိမ်လေးပါလေဒီတိုင်းပဲ
သမီးမိုးထင်ရကမှလည်းဒီအတိုင်းပဲယုံကြည်သူအသက်တာဆိုတာဘလို့ချိန်နေမျိုးရတာဖျားပေးရတဲ့ချိန်ဒီပုံမှာကျေးဇူးတော်ချီးမွမ်းပြီးတော့ဖျားကိုနည်းနည်းကင်ဆွဲဖို့မတိုင်ဘူးအာမင်အဲ့တော့ကျွန်တော်ဘုရားမှာကျွန်တော်ဒါလေးကိုဆင်ခြင်တဲ့ခါမှာပေါလုကဒီလိုပြောတယ်အရာရာတိုင်းကျေးဇူးတော်ကိုချီးမွမ်းဟာကိုတော့လွယ်လိုက်တာကွာပေါလုရှောက်ပြောနေတော့ဦးတော်မရှိဘူးရရတဲ့ကျေးဇူးတော်ချီးမွမ်းမဲလွယ်မလဲမလွယ်ဘူးတကယ်ပြဿနာကြုံလို့ရှိတယ်ယောဂဖြစ်နေတာကျေးဇူးတော်ချီးမွမ်းတော့ဒီမှာဘယ်လိုခံအောင်မခံနိုင်တဲ့အောင်စကားတော့မပြောနိုင်တဲ့အောင်ကျေးဇူးတော်ချီးမွမ်းတကယ်တော့လေကျွန်တော်ဒီ၃ချက်လေးပြောပြီးတော့ဒီလိုချုပ်တယ်ဒီ၃ချက်လေးကိုကြည့်ပါခင်ဗျာကောင်းကောင်းချီးမွမ်းတယ်အာမင်အဲ့၃ချက်ကဘာလဲဆိုတော့ခင်ဗျာဖြစ်ချင်တာဖြစ်ခင်ဗျာကျေးဇူးတော်မချီးမွမ်းဘူးခင်ဗျာလိုချင်တာတွေမရရင်ခင်ဗျာကျေးဇူးတော်မချီးမွမ်းဘူးခင်ဗျာသွားချင်တဲ့နေရာကိုမရောက်ရင်ခင်ဗျာကျေးဇူးတော်ကိုမချီးမွမ်းဘူးဒါပေမဲ့ဘုရားခင်ဗျာလိုချင်တာထက်လိုအပ်တာကိုပေးခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ဘုရားကခင်ဗျာဖြစ်ချင်တာတဲ့ဖြစ်တဲ့နေရာမှာဟုတ်ထားခြင်းနဲ့ဘုရားရှင်ဖြစ်တယ်အာမင်ဘုရားတကယ်ကခင်ဗျာသွားခြင်းတဲ့နေရာထက်သူထားခြင်းတဲ့နေရာမှာခင်ဗျာကိုထားနေတာအာမင်အဲ့ပေါ်မှာခင်ဗျာတည်သွားလို့ရှင်ကိုတော့သမီးတို့ဒီနေရာမှာထားပေးရတယ်အခုတော့ရေးသားနဲ့ကိုယ်တယ်အဲ့ချိန်ဒီမှာထားပေးတာကျေးဇူးတော်ပဲအာမင်အာမင်ဒီတော့တိုက်ဆိုင်နော်ကျွန်တော်ကြောက်ပါလို့ဒီပါဦးတကယ်ပါဒီတင်တော်များတော့ကြာပါပြီဒီမှာလည်းဝင်ခံလာပါတော့တော်များအတင်းတော်တွေမှာကျွန်တော်တရားဟောရင်ဘာပြောလဲဆိုဆရာမျိုးလေးကိုတရုတ်ဆရာပြောတာလားမသိဘူးလေတကယ်ပါကျွန်တော်တရုတ်ဆရာရဲ့လည်းသူတိတ်စကားမပြောဘာလို့လဲလူဝေတောင်းပါဆိုလို့ပါလက်ကမ်းတော့နော်ဒါတော့ဒီနေ့သိဖို့မှာသိကြုံရတဲ့အရာပေါ်မှာကျေးဇူးတော်ချီးမွမ်းနိုင်ဖို့ဆိုတာအိုးဘုရားတကယ်အကောင်းဆုံးသားတို့ပြင်ဆင်ပေးတော်မယ်ဆိုတော့ခင်ဗျာရှုံကြည်လို့ရှင်ကျေးဇူးတော်ချီးမွမ်းတယ်အာမင်ကျွန်တော်တို့ကရှိမှယုံတာအဲ့ယုံတာမဟုတ်ဘူးအဲ့ဒါခင်ဗျာရှိခြင်းပစ္စည်းကိုယုံဒီမှာပေါ့ဒါပလင်အတစ်အခုဝယ်လိုက်တာအတစ်မှမှာပေါ့အတစ်ထားတော့အဲ့ဒါကိုပလင်ရှိပြီလို့ယုံတာရောယုံတယ်လို့မခေါ်ဒါပစ္စည်းရောက်တာကိုခင်ဗျာယုံတာမဟုတ်ပစ္စည်းရောက်တာတော့ခင်ဗျာတွေ့လို့ခင်ဗျာရှိပြီလို့ပြောရတာအာမင်အဲ့ဒါယုံကြည်ခြင်းလို့မခေါ်ယုံကြည်ခြင်းလားဆိုတာကပလင်မရှိသေးဘူးဒီနေရာမှာအဲ့ပလင်ရောက်လာလိမ့်မယ်အစ်အာမင်အဲ့ဒါယုံရတာအာမင်အာမင်အာမင်ဒါတော့ကျွန်တော်ဘုရားမှာယုံကြည်ခြင်းလို့ဘုရားကိုပြောတဲ့အခါခင်ဗျာမြင်ရမှယုံတယ်ဆိုမဟုတ်သေးဘူးခင်ဗျာတမန်လူမဲ့ခင်ဗျာအဆင်ဒါပေမဲ့မမြင်သေးဘူးကိုတော့ကိုရီးယားမင်းသားတို့ချောချောလေးတဲ့ကိုကကြည့်တော့မဲအတားခါရရေနံကြီးပါထွက်လာဒါပေမဲ့မဆိုရင်တိစုတောင်းရရတယ်ဒါပေမဲ့ခင်ဗျားနဲ့အထိုက်တန်လို့အဲ့လိုဖြူဖြူချောချောလေးမရတော့ခင်ဗျားကိုစိတ်ရှိပြီးခံပြီးတော့ခင်ဗျားကိုချက်ပေးနိုင်တဲ့ယောက်ျားမျိုးပြပေးနိုင်အာမင်ဒါပေမဲ့ကျွန်တော်ပြောပြမယ်မိတ်ဆွေဒီနေ့တင်ပေါ်မှာဘာပဲကြုံရဟောငါကတော့သူ့ကိုလိုချင်တယ်ဒါပေမဲ့ဘုရားကတော့သူ့ထက်တာတဲ့လူငါ့ကိုပေးချင်တယ်အာမင်ခင်ဗျားလိုချင်တော့ယူတော့ဘုရားပေးချင်တော့ခင်ဗျားကျေးဇူးတော်ချီးမွမ်းပြီးလက်ခံအာမင်အာမင်ငါကတော့ပြင်ဦးလေမရှိတဲ့ကံတော်ကြီးရောက်ပန်းချံထဲမှာဆက်ပြီးဆွဲမယ်တပ်ပုံရိုက်မယ် post ပေးချင်တယ်ပါချင်တယ်ဘုရားကတော့ခင်ဗျားကိုမျောတုံတွေကမထွက်ခိုင်းဘူးဒါပေမဲ့ကိုရောမျောတုံတွေမှာဘုရားကြီးကအကောင်းဆုံးကြုံဆုံးစေခြင်းလို့ခါရတယ်လို့ကျေးဇူးတော်ချီးမွမ်းပေးတယ်အာမင်အာမင်ခင်ဗျားစားခြင်းနေတာကတော့ KFC လို့စားရင်လိုတီရီယာလို့နော်ဘူဖေးလို့တကယ်ဟိုတယ်ကြီးမှာစားခြင်းလုံးလုံးတဲ့အိမ်မှာတော့ကစွန်းရကြော်နဲ့မပြီးရင်လည်းစားနေရဒါပေမဲ့ကစွန်းရကြော်နဲ့ငပြီးကိုကျေးဇူးတော်ချီးမွမ်းပြီးတော့ကိုတော့ဒီအချိန်လေးရရင်စားကောင်းရတဲ့အခွင့်ကိုပေးနေတာဘုရားကျေးဇူးအာမင်အဲ့ဒါမှကျွန်တော်တို့ကအရာရာနဲ့ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာကခင်ဗျားဖြစ်ချင်တာလေးမေးလိုက်ခင်ဗျားလိုချင်တာလေးခဏထားလိုက်ဘုရားခင်တပည့်ကိုဘာဖြစ်စေချင်ဘုရားခင်တပည့်ကိုဘာပေးချင်တာလဲဘုရားခင်ကျွန်တော်ဘယ်ကိုသွားစေချင်ကျွန်တော်2026မှာဒါပဲကျွန်တော်ကျေးဇူးတော်ချီးအာမင်အာမင်ကျွန်တော်ဇနီးမောင်နှံသာသမီရဖို့ဆုတောင်းတယ်မနစ်ကကြီးကျယ်ဆုတောင်း2နှစ်3နှစ်လောက်ရှိကျွန်တော်ဆုတောင်းကျွန်တော်26ကျွန်တော်မတောင်းတော့အာမင်မတောင်းတော့အာမင်မတောင်းတော့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဖြစ်ချင်တာတဲ့ဘုရားခင်ဖြစ်တဲ့ဆုံးအရာကိုပေးပါအာမင်အကောင်းဆုံးပေးပါအာမင်
ဒါကြောင့်မို့ကျွန်တော်လူတိုင်းရတော့နော်အိမ်တော်မပြုတ်ရသေးဘူးနော်ကျွန်တော်စပြီးတော့အင်္ဂလိပ်လိုတနခါပြေးတဲ့ခါမှာအဲ့ဒီရင်တော့ကတင်မောတာပြေးတဲ့အတောင်အားလုံးထွက်တာတင်မောတာနော်လူရဲ့အချိန်လိုပြပြနော်ငယ်ရွယ်တော့မှတင်မောတာဆရာဝန်တနခါပြေးလိုက်ကြောက်ပြင်းနဲ့ထွက်တဲ့ဘက်အိုက်တန်ထွက်တယ်ဆရာဝန်ဒါနဲ့အသက်30နဲ့ကျော်လာပါပြီလေချောလေးဆန်ရှိချောလေးနည်းနည်းရော့30ထပ်ပိုင်လေးရောက်40နားလိုက်ကတ်လောက်ယောက်ျားဖြစ်ပြီးတော့ဆိုတဲ့ပုံစံတန်ဖြစ်တော့ဒါမှလူရဲ့အခြေအနေကဘာဖြစ်လဲကိုယ့်ရဲ့အခြေအနေကိုမှကြည့်ပြီးအားငယ်တော့တယ်အာမင်ပြောချင်တာကအိမ်မှာလည်းပြန်မသွင်းနဲ့နော်အိမ်တော်တွေရှော့မသွင်းနဲ့ဒါတော့ဘာမှထွက်မှာမဟုတ်တနခါတော့ထွက်ချင်မှထွက်တော့ပါနော်ဒါကြောင့်ကျွန်တော်ပြောရမှာကိုလိုချင်တာချက်ကျွန်တော်အတ္တပါတယ်လူဆိုတော့လောဘရှိတယ်ရှိရတော့ကျွန်တော်နှစ်ခုလိုချင်တာဈေးဝယ်တော့မှကိုပေးတာတစ်လုံးကိုနှလုံးလိုချင်တာနော်နှစ်ခုလိုချင်တာကျွန်တော်အတ္တပါဘုရားသခင်ကခဏကိုတုံတင်တဲ့ကံခမရဲ့အတ္တတွေခမရဲ့လိုချင်စန္ဒတွေအားလုံးထုတ်ပြီးတော့မှသူပေးခြင်းတဲ့ဘဝကိုသူပေးလိုက်တာဖြစ်အာမင်ခုနကျွန်တော်ပြောသလိုဒီအစွတ်ကိုကျွန်တော်တိတ်တရာပေးဖို့တော့ကသူ3ခုလောက်3တက်လောက်တဲ့အချိန်ကြီးရောက်အောင်ကျွန်တော်တုံတင်မှုတွေပြန်တိုင်းကြည့်အာမင်မတုံတင်မဲ့ဒီကလေးတိတ်တရာသွားပေးလို့မရဘူးအဲ့လိုခမတောင်းနေတဲ့အရာတွေအားလုံးခမစမ်းကြည့်လိုက်ခမနဲ့ဘုရားခင်မပေးချင်တာမဟုတ်ဘူးခမကိုတုံတင်နေတယ်တုံးတက်ဆွဲတက်ဖို့ကင်ဆွဲတက်ဖို့တုံတင်အာမင်ကျွန်တော်ကဒီမှာရှိတဲ့ကလေးကို iPhone ခုပါနောက်ဆုံးတော့ပါလေဘာလဲဘာကြီး iPhone နောက်ဆုံးတော့ပါလေ17လား16လား17ဒီ17ဒီကလေးရှောက်ပေးနိုင်ပါဖြစ်ကုန်နော်တန်ဖို့ပဲသိမလဲစော်ရင်းနဲ့တုတ်ကြရင်ကြမယ်ဟုတ်လားသူကဘာမှလည်းအကုန်သုံးတတ်မှာမဟုတ်ဘူးလေကေပေးဒီကလေးပဲသုံးတော့မယ်နော်စသည်ဖြစ်ပေါ့နော်ဒီ email လို့ဘာလို့ဒီကလေးပဲသုံးတော့ဒါကြောင့်မို့ဖခင်ကမိတ်ဆွေတင်းကိုသုံးတတ်အောင်တုံတဲ့ကာလချိန်မှာတင်းအရာရာ၌ကျေးဇူးတော်ချီးမွမ်းဖို့အာမင်ဒီပြည့်စိတ်ကဲလို့တင်းပဲအချိန်ကြီးရောက်နော်အိမ်မြောင်ကဲလို့အိမ်သားထဲမှာလည်းအိမ်မြောင်ကနေတယ်ပျော်တယ်ဒီတင်းတော်အိမ်လေးမှာလည်းအိမ်မြောင်ကနေတယ်ပျော်တယ်ဟိုးနန်းတော်ကြီးမှာလည်းအိမ်မြောင်ကဒီတိုင်းပဲအာမင်တင်းဖို့ရမှာတချို့ကခက်ခဲတော့လမ်းလျှောက်နေလို့ကားလည်းကြီးလည်းဝယ်ပြီးတော့ကြည့်ဟာတော့အဲ့လိုလုပ်ချင်လူရဲ့စိတ်နော်အဲ့တော့မို့အဲ့ဒါတွေပြင်ဖို့အော်ကားမောင်းနေတယ်အော်ရှင်းမှာခက်ခဲတဲ့လူစင်းရဲတွေရောသူ့မှာကိုကြီးတယ်အော်သူဖြတ်ပါသေးတယ်နေဘူးကြီးထဲမှာကားခဏရက်ပြီးတာကျွန်တော်မြန်မာနိုင်ငံမှာဒါကြီးမရှိဘူးဟောပါတီးနေတာမြမဘယ်လောက်ချောက်ပဲကျိုးနေငါရင်မောင်းမယ်ဆိုတော့ဒီလိုစိတ်ထားကိုဘုရားမပြုတ်ပြင်မဲနဲ့သူ့သားသမီးတွေဖြစ်လာခင်ဗျားတို့အလင်းဖြိုးဖို့သူများလို့မဟုတ်လောကလူတွေကသူမောင်းမယ်ကျွန်တော်တိုက်သွားမယ်တိုက်ပြီးထွက်ပြေးပြီးသွားမယ်ဘုရားသားသမီးတွေကိုချင်းစားတယ်ရှိလာတဲ့ခါခင်ဗျားတို့အလင်းလာနော်အဲ့တော့ပါစီအခဏရက်ပြီးလာငါနေထဲရတယ်သူကနေပုံထဲမှာဈေးရောက်နေရရှာရက်ပေးလိုက်ဒီလိုလုံးရက်ကပါဘယ်ရလာလဲဆိုဘုရားကပုံတင်ပြီးမှခင်ဗျားရလာအာမင်အဲ့တော့မို့အမတိပြစိတ်ကဲတော့ကျွန်တော်အကောင့်သေးပါတယ်ကျွန်တော်အခြေအနေသေးပါတယ်ဒါပေမဲ့ကျွန်တော်နှုတ်ကပတ်တော်ကြီးကိုအစာကိုအမြဲတမ်းရှာဖို့နံပါတ်1အကောင့်လေးကျွန်တော်အားပေးနေတယ်နံပါတ်2ရှာဖွေရုံကဲတော့ကျွန်တော်ကနုနယ်ပါတယ်ကျွန်တော်တို့အန်ရပေးဖို့လွယ်ပါတယ်အချောက်အော်ရင်တော့ကျွန်တော်တို့ကတေလောက်ပါတယ်တိုးပါတော်များလဲကြောက်တီးဟုတော့ခရစ်တော်ရဲ့ကြောက်ကြားထဲမှာရှာဖွေကနေကဲတော့ကျွန်တော်တို့ခရစ်တော်ပေါ်မှာရက်တည်ဖို့နံပါတ်2ချက်နေအားပေးခြင်းနဲ့နံပါတ်3ချက်နေတဲ့ကျိုင်းကောင်ကဲတော့ကျွန်တော်အုပ်စုဖွဲ့မယ်ဘုရားကိုချီးမွမ်းမယ်နော်ကြောက်တယ်ဖုန်းနဲ့ပြောင်းချက်နားထောင်လို့ရပါတယ်ဆိုပေမဲ့ခဏအုပ်စုဖွဲ့ပြီးဘုရားကိုချီးမွမ်းပြီးတော့ပြောင်းမိတ္တရာဖွဲ့တဲ့အခါမှာကျိုင်းကောင်ကဲတော့ခေါင်းဆောင်မရှိပြီးတော့လေ
ဘုရားနဲ့အစဉ်တိုင်းတွားတတ်တော့တတ္တဝါလေးကဲတော့ကျွန်တော်တို့လည်းဘုရားနဲ့အစဉ်တိုင်းတွားတတ်တော့ဒီနောက်ခုနံပါတ်3ချက်နဲ့အားပေးရင်လည်းနံပါတ်4ချက်နေနဲ့အိမ်အောင်ဒီအိမ်သားထဲမှာလည်းတော်အော်တော့ပြောရှင်းနေတယ်ဒီနော်င်းလေးမှာလည်းပြောနေတယ်ဟိုးနန်းတော်ကြီးမှာလည်းပြောနေတယ်ဟိုတယ်ထဲမှာလည်းဒီတိုင်းမှာတင်ဖို့ကမှာဟာအချိန်လေးကောင်းအရာအစင်ပြီးနေမှာကျေးဇူးတော်ချီးမွမ်းတယ်ဆိုလို့ရှိရင်တင်ကဒီအိမ်အောင်တော့တင်ကအစင်မရှိဘူးပါတင်ဘာပဲကြုံအိမ်အောင်လက်ကလေးနဲ့ခွတ်တော်သူ့ရဲ့လက်နဲ့ကင်ဆွဲတဲ့ကဲလို့လက်ကိုမြဲမြဲကင်ထားတဲ့ကဲလို့တင်ဒီဘလို့နေရာမျိုးဘလို့အခြေအနေမျိုးမှာပဲရောက်ရောက်ဘုရားကိုမြဲမြဲကင်ဆွဲတတ်ဖို့ကျွန်တော်အားပေးခြင်းအာမင်ကျွန်တော်တို့အရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်းဒီကျွန်တော်တို့ကကိုဖြစ်ချင်တာခဏမေးထားပါဘုရားသိပါခဏပြဖြစ်ချင်ခဏဆိုတော့ဖြစ်ချင်မယ်ခဏကျွန်တော်တို့ကိရသမားဖြစ်ချင်ဒါသမားဖြစ်ပဲရသမားဖြစ်တော့ကြောင်းတယ်နော်စေသမားဘာဖြစ်လို့ဖြစ်နော်စာရင်းပေါ့ကိုဖြစ်ချင်တာအဲ့စေသမားရသမားဖြစ်တော့ဘာလို့လဲလို့လူကဒူးထောက်တရားကိုကိုးရတယ်ကိရသမားဖြစ်ချင်လို့ကိရသမားတန်းဖြစ်ပြီးတော့တခါလဲရှိုးဝဲတီးလိုက်ရင်ဘုရားလည်းမသိတော့ငယ်ရွယ်နဲ့တင်ပြီးသွားမှာအိမ်တော်ကြောက်လို့ဝေးဝင်သွားမှာနော်ဘုရားကခဏအကြံစီရှိအဲ့တော့ကျွန်တော်ဘွားနဲ့ကျွန်တော်နိုင်ပြောချင်လို့ရှိရင်ကိုဖြစ်ချင်တာလည်းနိုင်ရှိပါတယ်ဘုရားသိပါခဏဘာဖြစ်ချင်ဒါပေမဲ့ခဏဖြစ်ချင်တာထက်ခဏအဖြစ်တည်ဆုံးနေအောင်ဘုရားထားတာဖြစ်တယ်အဲ့အတွက်ကျေးဇူးတော်ချီးတယ်ခဏလိုချင်တာထက်ခဏကိုဘုရားခင်သူပေးချင်တယ်ဗျာခဏမှလိုအပ်နေတာဒါသမီးလိုချင်တာအယုတ်သမီးတကယ်လိုအပ်တာကစာအုပ်အာမင်သမီးလိုချင်တာစော့ကြသမီးတကယ်လိုအပ်တာဘောပင်အဲ့လိုကျွန်တော်တို့လိုအပ်တာပေးချင်တော့ဘုရားရှိဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့တွားချင်တာထက်ဘုရားထားချင်တဲ့နေရာမှာထားနေတာခဏလေးအတင်းတော်တဲ့နေရာမှာဘုရားကထားပေးတာခဏလေးအတင်းတော်မှာခဏကိုထားပေးရတယ်အားတော့အတင်းတော်အကြီးမှအဲ့ကိုအေးလေးနဲ့တရားဟောချင်တာအာမင်ဘုရားတကယ်ကျွန်တော်ဒီမှာပဲအတင်းတော်လူဒီမှာလာဖို့ဖြစ်တယ်အာမင်ဆောင်းလေဒီမှာသူလည်းကြီးနေတာကိုကိုယ်ပိုင်ကားကြီးနဲ့အတင်းတော်အကြီးမှဟုတ်လားဖဲဆောင်ကြီးမှအဲ့ကိုနဲ့ခက်ခိုင်နဲ့တရားဟောချင်တာပေါ့ဒါနဲ့သူနဲ့အတင်းတော်လိုအချိန်ဒီမှာအတင်းတော်တို့နေရမှာဒီ U1 နဲ့မှာဘုရားခင်ဒီအတင်းတော်လေးမှာလာထားပေးတယ်အာမင်အဲ့ဒါကိုကျွန်တော်တို့ကမြဲမြဲကင်ဆွဲပြီးတော့အရာရာနဲ့ကျေးဇူးတော်ချီးမွမ်းဖို့ဒီနေ့ဒီအရာလေးနဲ့နဲ့ငယ်တို့ကတော့အားပေးကြပါအားလုံးဘုရားကောင်းကြီးပေးပါစေအာမင်